နက်နက်ခင်းတစ်ခုကာတီတိုင်းရွာလေးမှာမိခိုးနွေးနွေးနဲ့တန်တက်တူတီတန်တွေကြားနေရတယ်လူငယ်ပန်ပဲလေးတစ်ယောက်မိဘနှစ်ပါးရဲ့မျောလင်းချက်အောက်မှာအိမ်မက်ကိုတန်တုံးပေါ်ထုနေတယ်ပန်ပဲဆရာကြီးရဲ့သမီးပြိုဟာသူ့လက်ရာကိုတွန်းအားတစ်ခုဖြစ်စေခဲ့တယ်အချိန်ကြာလာတော့သူ့လက်ရာတွေကရွာလုံးကျော်အောင်နာမည်ကြီးလာတယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့တာမန်လက်နက်မဟုတ်တဲ့တစ်ခုခုကိုဖန်တီးချင်နေခဲ့တယ်တညမှာမိအိမ်လင်းအောက်မှာသူဟာမမြင်နိုင်လောက်အောင်တင်းငယ်တဲ့အတစ်ချောင်းကိုစိတ်အားထက်သန်စွာဖန်တီးလိုက်တယ်အိမ်80နဲ့ဖုံးအုပ်ထားတဲ့ထူးခြားလက်ရာတစ်ခုထို့နောက်ပန်ပဲရွာကြီးသို့တွားရောက်ကပညာရှင်ကြီးများရှေ့မှာသူ့လက်ရာကိုဖွင့်ပြလိုက်တယ်လူအများအံ့ဩသွားကြတယ်အတေးသေးလေးတစ်ချောင်းကတစ်တုံးကိုထိုးဖောက်ပြီးရေအိုးထဲတွင်မျောလျက်ထိုင်နေတယ်လို့လင်းလက်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲလူတိုင်းတီးလိုက်ကြတယ်ပညာဆိုတာအရွယ်စားမဟုတ်ဘူးစိတ်ဆွမ်းအားနဲ့စေတနာနဲ့ဆိုင်ပဲဖြစ်တယ်ဆိုတာနောက်ဆုံးမှာတော့သူ့ရဲ့ကြိုးစားမှုကပန်ပဲရွာကသမီးပြိုရဲ့ချစ်ချင်းမြတ်တာနဲ့တွဲဖက်ပြီးမင်္ဂလာတပွဲအဖြစ်ပြီးဆုံးသွားခဲ့တယ်